ပေါ်မှာအယုံရည်တဲ့ပကြီးမိဘတို့လုံးသားကစီးစင်းနေမြတ်တာရဲ့ကြီးညို့စာပွဲလို့မမီမိဘတို့လုံးသားကအနိုင်မေးတဲ့မြတ်တာရွှေကြီးညို့စာပွဲလို့ရဲ့မမီဆုံးနေရစီလေးပြီးအသက်နဲ့အမျှစီစီနေတော့မီတားစီလို့မရပြီမိဘတို့မြတ်တာခွန်အားသည်မြင်မို့လေးနိုင်လို့ရမပြီးတွေးကြည့်လို့တည်ရခက်ခဲသည်အေးမြတဲ့ချစ်သည်ဒီကဘာမှာတစ်ခုတည်းရှိသည်ဒါရဲ့ကြီးညို့စာပွဲလို့မမီမိဘတို့လုံးသားကအနိုင်မေးမြတ်တာရွှေ